င်းသားအရာအိုတွေနေစားနဲ့ပြောမှဆိုရင်နေမျိုးနဲ့ဝေးတဲ့အလန်းဝေးတဲ့နော်တိုင်းရင်းသားနေမြေတွေမှာကြတော့သတင်းမီဒီယာနဲ့အလန်းဝေးတဲ့အတွက်သူတို့ကိုမိုင်းတိုက်ရလွယ်တယ်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel အားဆိုရင်နေ့စဉ်သတင်းတွေတိုင်းကောက်နေတယ်တင်ဆက်ပေးနေတာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ2019ခုနှစ်ဦးအစမှာပဲ NLD အရပါအစိုးရရဲ့ဥပဒေအကြံပေးတရားရုံးချုပ်စစ်နေဦးကိုနီအစ္စလမ်ဘာသာဝင်ကိုရန်ကုန်လေဆိပ်မှာအကွက်ချလောက်ကြံတပ်ပြခဲ့ကြတာအနီးကပဲအားလုံးသိကြမှာပါဦးကိုနီကိုလူမြင်ကွင်းမှာလောက်ကြံတပ်ပြဖို့ပြည်တဲ့ရေထုဝန်ကြီးအောင်စိုးကစီမံချက်ချစီစဉ်ပြီးဗိုလ်မှူးငိမ့်အောင်ဝင်းခိုင်ဦးဆောင်ကအောင်ဝင်းစောအောင်ဝင်းထုံကြည်လင်းတို့နဲ့စနစ်တကျအကောင့်ထဲပေါ်တယ်သဘောကတော့လူမျိုးရေးအထီးကရုပ်ဖြစ်အောင်လှုပ်ကြံတာဖြစ်တယ်ဒါပေမဲ့မြန်မာလူမျိုးအများစုကတော့တတိအများကြီးရှိတယ်ပြည်သူတို့နော်အခုဒီကရင်တွေကိုမိုင်းတိုက်တယ်လို့ပေါ့နော်ဒါပေမဲ့မျိုးလေကောင်မှာဗာလဲနိုင်ငံရေးအသိတရားပြီးတော့ဗာလဲဘ ഹു တုတအများကြီးရှိနေတဲ့မြန်မာလူမျိုးအတွက်ကြတော့မြန်မာလူမျိုးနဲ့မွတ်စလင်ကိုသူတို့မိုင်းတိုက်လို့မရဘူးနော်အဲ့သဘောကတော့လူမျိုးရဲ့အထစ်ကေဖြစ်အောင်လှုပ်ကြံတာဖြစ်တဲ့အောင်ဝင်းခိုင်ရဲ့လှုပ်ရဟာမပီပြင်တာကြောင့်ကြည်လင်းနဲ့အောင်ဝင်းစောအဖမ်းခံရတယ်အောင်ဝင်းခိုင်ကတော့လွတ်မြောက်သွားတယ်ထွက်ပြေးသွားတယ်နေပြီးတော့ပရစေဥယင်နားမှာပျောက်ဆုံးသွားတဲ့အောင်ဝင်းခိုင်ဟာဦးကိုနီလှုပ်ကြံတပ်ဖြတ်မှုမှာအဓိကတာဝန်ရှိသူဖြစ်တယ်အခုချိန်ထိတရခန်ပျောက်နေတယ်အဲ့ဒီတရခန်ကထွက်ပြေးတဲဆောင်နေတာလေသူတို့ဖမ်းရတယ်သူတို့သမင်သက်သက်ကိုမဖမ်းတာရခိုင်မြောက်ပိုင်းရဲစခန်း30ခန့်ကိုအလစ်ဝင်ရောက်တိုက်ခိုက်ပြီးရိုဟင်ဂျာတွေကိုအကြီးအကျယ်မောင်းထုတ်ဖို့ကြံစီတဲ့အချက်ဟာကာချုပ်မင်းအွန်လိုင်းနဲ့အာစာခေါင်းဆောင်တို့ရဲ့ပူးပေါင်းလှုပ်ဆောင်မှုဖြစ်တဲ့အပြင်ရင်းနေသားကိုစစ်အုပ်ချုပ်ရေးပြဒဏ်ပေးဖို့အရပါအစိုးရကိုအကြက်ကင်ခဲ့တာဖြစ်တယ်နော်အဲ့ဒါကြောင့်မို့အခုအဲ့ဒီအာစာခေါင်းဆောင်ကိုဘင်္ဂလားဒေ့ရှ်ကဖမ်းပြီးတော့အခုတွေ့တာဘင်္ဂလားဒေ့ရှ်သမဒနဲ့သမဒနဲ့အေတို့အခုဘယ်လဲနွေးထွေးပဲဆက်ဆံကြပြီဒါပေမဲ့အရပါအစိုးရဟာစစ်တပ်တောင်းဆိုတဲ့စစ်အုပ်ချုပ်ရေးကိုမပေးခဲ့ပါဘူးကုလအတွင်းရေးမှုချုပ်ဟောင်းကိုဖီအာနန်ရဲ့စုံစမ်းစစ်ဆေးရေးကော်မရှင်ကိုဖွဲ့စည်းပေးပြီးပြဿနာရဲ့အရင်အမြစ်ကိုရှာဖွေဖော်ထုတ်ပြခဲ့တယ်အမေစုကပါနှတ်တယ်အမေစုကလူမျိုးရေးအထီးကရုံမဖြစ်အောင်ရိုဟင်ဂျာကိုလည်းနော်သူကမင်းအွန်လိုင်းလိုမျိုးပြသားမဆက်ဆံဘူးနော်ဗာလဲ1983ဥပဒေလားအဲ့ဒီဥပဒေနဲ့အညီမွေးဖွားတဲ့လူမှသာသူကလက်ခံတာပညာသားပပနဲ့အမေစုကဖြည့်ရှင်းလိုက်လို့ဘာပြဿနာမှမဖြစ်ခဲ့ဘူးနော်နောက်ပြီးတော့အဲ့ဒီလောက်ရကြောင်းကာချုပ်မအားလာဟာ NLD အရပါအစိုးရနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုပြင်းပြစွာအမျက်တူခဲ့ပုံရတယ်သူတို့နဲ့အာစာအဖွဲ့တို့ပူးပေါင်းကြံစီတဲ့လောက်ရဟာအကြံအထမမြောက်ခဲ့တဲ့အတွက်မအောင်မြင်ဘူးလေအမေစုကပါနာတယ်သူဘလို့ view ဟာဘလို့လက်ကွဲနဲ့ပဲလုံနေပါစီအမေစုကပနာနာပဲနော်ပနာနာပဲဘယ်လဲပညာသားပနဲ့ပဲရှောင်ရှားနိုင်ခဲ့တယ်အဲ့ဒီတော့2021ဖေဖော်ဝါရီလ1ရက်နေ့မှာစစ်တပ်အညိုးကြီးစွာနဲ့အရပါအစိုးရကိုအဓမ္မဖမ်းဆီးပြီးတိုင်းပြည်အာဏာကိုလူရဲ့သိမ်းဆီးလိုက်တာပဲဖြစ်တယ်အခုသူတို့ဝတ်လဲနေပြီဗာလဲလောဘကြီးတဲ့တန်းဆွေအာတကြီးတဲ့တန်းဆွေမလေသူကတော့အသက်ကြီးနေပြီပေါ့နော်သူစိတ်ချရဆုံးသူအားကိုရဆုံးနော်ပညာမဲ့တဲ့မင်းအွန်လိုင်းကိုကာချုပ်နေရမှာခန့်အပ်လိုက်လို့ရှိရင်သူတစ်ဖက်လုံးဒီကာချုပ်ကိုဘယ်လိုပြောမလဲသူခိုင်းစားလို့ရမှာပေါ့နော်သူအတွက်အကျိုးဖြစ်မယ်ဆိုတဲ့သဘောနဲ့မင်းအောင်ပညာမဲ့တဲ့မင်းအွန်လိုင်းကိုသူခန့်လိုက်တာ9ပါးမောင်းတော့တာပဲအခုကြည့်တန်းဆွေတို့ဆွေမျိုးတွေခင်ညို့တို့ဆွေမျိုးတွေအကောင်လုံးအကျဲချုံနဲ့ပြီးတော့အခုငပလီမှာနော်
သူများအိမ်ကိုချိတ်ပိတ်ခဲ့တဲ့သန်းဆွေတော်လန်ရေးသမားနိုင်ငံရေးသမားတွေကိုချိတ်ပိတ်ခဲ့တဲ့သန်းဆွေအခုဝတ်လည်နေပြီနော်တီတာထွေးပဒိတ်ချင်းခံရမှုတောင်ကုတ်တပ်ဖြတ်မှုကြီးအင်းတင်ရွာရိုဟင်ဂျာအများအပြားကိုဖမ်းဆီးကြိုးတုပ်တပ်ဖြတ်မှုစတဲ့လူမျိုးရေးမုတ်တီမှုပြဿနာရဲ့အဓိကတရားခံဟာအခုအကြမ်းဖက်စစ်ကောင်စီကိုအုပ်ချုပ်နေတဲ့ဘရင်ယူအာနာယူမင်းအောင်လှိုင်ပဲဖြစ်တယ်ခုနှစ်မားနေတာလား2019ခုမှပဲလေနော်ပူပေါင်းကြံစီကြတဲ့အဖွဲ့အစည်းဟာပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီအဲ့ဒါကြောင့်မို့ခင်ကြီးတောက်လောက်နေပြီနော်မာခွေးလာဟောင်ပြီးနာနေတယ်လေ1980နိုင်ငံသားဥပဒေအော်ဟုတ်ကဲ့ပါဗလဲကျေးဇူးပါ1988 1983 နိုင်ငံသားဥပဒေနော်အခုပူပေါင်းကြံစီတဲ့အဖွဲ့အစည်းဟာပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီဖြစ်ပြီးသဘောထားပြင်းထန်တဲ့ပါတီခေါင်းဆောင်တန်းသေးစိုးသိန်းနဲ့ခင်ကြီးတို့ပါဝင်နေတဲ့အဲဒါကြောင့်မို့ခင်ကြီးဟိုမှာဖင်ပူနေပြီခင်ကြီးနေမထိထိုင်မထိဖြစ်နေပြီစိုးသိန်းနဲ့ခင်ကြီးဟာမအလာအာနာသိဖို့အဓိကလှုပ်ဆော်သူဖြစ်ပြီးရိုဟင်ဂျာတွေကိုနိုင်ငံသားကပေးပြီးဖို့ပါတီကိုမဲပေးစေခိုင်းခဲ့ရုံမကရိုဟင်ဂျာခေါင်းဆောင်3ဦးကိုလည်းဘူးသီးတောင်မောင်းတော်မှရွေးကောက်ခံစေပြီးလွတ်တော်တဲ့အထိဆွဲသွင်းခဲ့သူဖြစ်တဲ့အမလေးသူတို့ရဲ့လောက်ကျန်ခွဲပေါ့နော်မဲလောက်ပေးပြီးတော့သူတို့နော်လူမျိုးဘယ်လိုပြောမလဲတိုင်းရင်းသားလူမျိုးအထိတောင်မှသူတို့ကသတ်မှတ်ပေးဖို့အဲ့လောက်အထိအကြံကြီးခဲ့တယ်နော်ဒါပေမဲ့အမေစုကပါနာခဲ့တော့သူတို့လှုပ်တဲ့အကြံမအောင်မြင်ဘူးမအောင်မြင်တဲ့အတွက်အမေစုကိုအညိုးကြီးစွာနဲ့အခုအာနာသိပ်ပြီးတော့အခုချိန်ထိအမေစုကိုအကျဉ်းထောင်ထဲမှာအခုချိန်ထိထိသိမ်းထားတော့ပဲအမေစုကိုနီးမျိုးစုံနဲ့သူတို့ဆွေးနွေးတယ်သူ့ကိုအာနာပေးဖို့နော်အခုသူလှုပ်လို့မရတဲ့အချိန်မှာအမေစုကိုနီးမျိုးစုံနဲ့ဆွေးနွေးပြီးတော့သူ့ဘက်ကိုပါအောင်ဆွေးနွေးခဲ့ပေမဲ့အမေစုကဘူးဆိုဖယုံမသိဘူးအဲ့ဒီအတွက်အမေစုကအသေးသာခံမယ်နော်မင်းတို့ပြောတဲ့အကွက်ထဲငါပဲတော့မှမဝင်ဘူးငါတို့ရဲ့သမဒဦးဝင်းမြစ်ကလည်းအသေးသာခံသွားမယ်နော်မင်းတို့ထိုးခိုင်းတဲ့လက်မငါပဲတော့မှမထိုးဘူးကျမတို့လိုမျိုးဒီလိုပြတ်သားတဲ့သမဒဒီလိုပြတ်သားတဲ့ကျမတို့ရဲ့ခေါင်းဆောင်ကြီးတွေရှိနေလို့မင်းလို့မင်းအောင်လိုက်အခုနော်ဒီလိုစိုးတဲ့လမ်းစဉ်ကိုနောက်ဆုံးသူ့ရဲ့ဘဝနှင်းကိုစက်သိရတော့မင်းအဲ့ဒီအချက်လက်တွေမှန်ဘင်္ဂါလီလူမျိုးရွှေမောင်ကိုမေးမြန်းကြည့်လို့ရပါတယ်အခုဘင်္ဂလားဒေ့ရှ်ဖန်ဆီးထားတဲ့အာစာခေါင်းဆောင်ကိုလည်းမေးမြန်းနိုင်ပါတယ်အေးခေါင်းဆောင်ပိုင်းကလည်းစကားဆရဲ့ကလေးကြမှုကိုအသေးစိတ်သိရှိနိုင်တယ်လို့ခက်မှန်းနိုင်ပါတယ်သမိုင်းဖြစ်ရဖုံးကွယ်ထားဖို့မဖြစ်နိုင်ဘူးမကောင်းမှုဟူသည်စိတ်ကွယ်ရာမှာမရှိနော်သမိုင်းရဖုံးကွယ်ထားလို့မရဘူးတစ်ချိန်မှာအမှန်တရားဟာပေါ်လာမှာပဲဘူးပေါ်တယ်လို့ပေါ်လာမှာပဲအခုကြည့်နေတာမြကျမတို့ပြည်သူတွေကိုလိန်ထားခဲ့တဲ့အဖြစ်အဲ့ဒါအမှန်တရားတွေလေကျမအမှန်တရားတွေပေါ်ထုတ်နေတာနေတာမြကိုနင်းတို့အန်လူကြီးကိုဖောင်းထုသလိုမျိုးအထောက်အထားမရှိဖောင်းထုသလိုမျိုးဖောင်းထုတာမဟုတ်ဘူးသက်သေအထောက်အထားတွေနဲ့ချပြထားတာမဟုတ်ဘူးဆိုရင်ပြည်သူတွေကိုသက်သေအထောက်အထားနဲ့ချပြလိုက်ပါလားအခုမင်းတို့ကမချပြဘဲနဲ့ဘလဲကော်တူလေအာမီရဲ့လမ်းစဉ်ကဘာလဲငါတို့ပြည်သူအများစုကလိုချင်တာကြားချင်တာသိချင်တာကော်တူလေအာမီရဲ့နိုင်ငံရေးလမ်းစဉ်မူဝါဒနော်တော်လန်ရေးလမ်းစဉ်မူဝါဒကဘာလဲငါတို့ပြည်သူတွေအားလုံးသိစေချင်တာအဲ့ဒါကိုလည်းမင်းတို့မဖြေနိုင်ဘူးဒါပေမဲ့အမှန်တရားလုပ်တဲ့အမှန်တရားပြည်သူတွေကိုချပြတဲ့ကျမတို့ကိုတော့မင်းအွန်လိုင်းနဲ့စော်မဲလုံးနဲ့တဒန်းတွေပဲထားပြီးတော့ကျမတို့သိခါကိုကြာချတယ်
နော်မင်းတို့အဲ့လိုမျိုးလှုပ်လို့ချတယ်ဆိုရင်လေတိတ်ခါကြမယ်ဆိုရင်တော့အကောင်လုံးဒီလိုမျိုးလှုပ်ပြီးတော့တိတ်ခါချအောင်လှုပ်ပြီးပေါ့အယူတွေကြမပြည့်တွေမင်းတို့ဒီလိုလှုပ်လို့ငါတို့တိတ်ခါကြမှာမဟုတ်ဘူးနင်တို့ပဲတိတ်ခါကြမှာနင်တို့တိတ်ခါကြတာမဟုတ်ဘူးနေတာမြတိတ်ခါကြတာမင်းတို့နေတာမြတိတ်ခါစီစေချင်းရင်နော်ပြည်သူလူထုကိုအမှန်တရားချပြတောင်းဝင်ယူမှုတောင်းခံမှုဆိုတာအဲ့ဒါပဲမနေ့ကကျမကျင်ညာလိုက်တဲ့ဖြတ်လေးဖြတ်စောကနော်မနေ့ကကျင်ညာလိုက်တဲ့ဖြတ်လေးဖြတ်ကိုဘောမတွေပူလောင်ပြီးတော့ကြောက်နေကြပြီပြည်သူတို့နော်အဲ့ဒါကိုပြည်သူဟန်ဆောင်ပြီးတော့ကျမ YouTube ကိုเนาะကျမရဲ့ like ကို YouTube မှာတင်တဲ့အောက်မှာလဲလာမန်းတော့လာဆဲကြတယ်เนาะပြီးတော့ကိုနေမျိုးစင်ရဲ့မန်းမှာလဲပြည်သူဟန်ဆောင်တော့လာမန်းကြတယ်เนาะစောကဖြတ်လေးဖြတ်ပို့ဖက်စစ်အုပ်စုအတော်အထိနာသွားကြပုံရတယ်ပြည်သူဟန်ဆောင်ပြီးကုံမန်းများနဲ့လာကန့်ကွက်ကြတယ်ဟဲ့နေတို့ဒီလိုလောက်လို့စရင်ငါတို့ပြည်သူတွေပဲထိမှာပေါ့ဘောမတွေနော်ဖိုင်ဘာလိုင်းတွေဖြတ်လိုက်ရင်ပြည်သူပဲအထိနာမှာပေါ့လျှက်စစ်လိုင်းတွေဖြတ်လဲပြည်သူပဲနာမှာဘာလောက်ပြည်သူပဲနာမှာဆိုပဲနော်ဘာဖြစ်လို့လဲဆိုတော့ဗလဲပြည်သူအခုပြည်သူတွေကလည်းတနေ့မှတနာရီတော့မရှိဘူးတခါတလေ15မိနစ်ပဲပြန်သွားတယ်လေဒါပေမဲ့ဒီလျှစစ်တွေကေဘဲကျိုးတွေကိုအချိန်ပြည့်နော်အပူအပင်မစီစံစားနေရတာမအေးလို့မင်းအောင်လိုင်ရဲ့နော်ခေါင်းကြီးပိုင်းတွေတပ်ပေါင်းစုတွေပဲတပ်ပိုင်းစုတွေပဲနော်ဈေးစိတ်ခံစားနေတာပြည်သူတွေကမခံစားရဘူးအဲ့ဒီအတွက်ပြည်သူတွေအတွက်ကတော့သကောင်ထဲညက်မနဲ့တော့ဘူးနော်အခုပူလောင်ပြီးတော့ကြောက်နဲ့ခုံမင်းမှလာပြီးတော့မင်းတို့ဒီလိုလောက်လို့စရင်ပြည်သူတွေအထိနာမယ်ဘာညာနဲ့နော်အခုပြည်သူကမနာပဲသာရနေကြရလို့လားဟုတ်ပနော်ပြည်သူတွေအတွက်ကတော့သိမထူးနေမထူးဘူးဖိုင်ဘာလိုင်းတွေဖြတ်တောက်ခံရပြီးဖက်စစ်ဌာနချုပ်တွေအချင်းချင်းဆက်သွယ်ရေးပြတ်တောက်တာနဲ့တပြိုင်နက်ဖက်စစ်တပ်ကတပ်သားတွေဝုန်းကနေပြိုစင်းထွက်ပြေးလာကြလိမ့်မယ်အဲ့ဒါမှထိရောက်မှာကေဘဲချိုးတွေဖြတ်နော်ပြီးတော့ဖိုးတွေဖိုင်ဘာလိုင်းတွေ Wi-Fi လိုင်းတွေဖြတ်လိုက်လို့ရှိရင်ဖက်စစ်တပ်တွေအချင်းချင်းဆက်သွယ်လို့မရတော့ဘူးစိတ်ပြီးနပြေအေးရခွန်ခမ်းမှာအေးလေးနဲ့နေလို့မရတော့ဘူးအထူးသဖြင့်နေပြီးတော့မြေအောက်ခမ်းမှာနေတဲ့နော်ဝါရင်တမတော်အကြီးအကဲတွေအသက်ဆူလို့မရတော့ဘူးဖုံးလိုင်းတွေမီးလိုင်းတွေဖြတ်တောက်လိုက်လို့ရှိရင်ဘသူခက်ခဲမှလဲသူတို့ပဲခက်ခဲမှကျမတို့ပြည်သူတွေအတွက်ကတော့ဘာမှဒီထက်ခက်ခဲတဲ့အရာမရှိတော့ဘူးအဲ့ဒါကြောင့်မို့သူတို့စိုးရိမ်ပူပန်နေတာမအေးလို့မင်းအောင်လိုက်တပ်ပိုင်းကလူတွေပြည်သူအစစ်အမှန်ကတော့နော်မအေးလို့မင်းအောင်လိုက်ကိုကြစိုးချေစေချင်တာကလွဲရင်သူတို့မှတခြားဘာအကြံမှမရှိတော့ဘာတစ်ခုမှသူတို့မလို့ချင်တော့ဘူးနော်အဲ့ဒီအတွက်လေရင်ခွင်းတွေလျှက်စစ်ပြတာနဲ့လေရင်တွေပြန်တန်းဖို့အခက်တွေ့ပြီးမပြန်တန်းနိုင်ရင်စစ်ဌာနချုပ်ကြီးတွေအတွက်လေချောင်းပြစ်ကူမပေးနိုင်တော့ဘူးနော်အဲ့လိုလောက်နိုင်ရင်အများကြီးထိရောက်တယ်ပြည်သူတို့မအားလားအမြန်ဆုံးပြိုကျနိုင်တယ်မကြခင်ဖက်စစ်အုပ်ချုပ်ရေးရန်တရားပြိုကျပါလိမ့်မယ်အထူးသဖြင့်နေပြည်တော်မှာလေနေပြည်တော်မြေအောက်ခမ်းမှာစိတ်ပြေနှပြေအေးရခွန်းနဲ့အေးဆေးနေတဲ့မအေးလို့မိသားစုတွေနော်ဒီမီးတွေဖိုင်ဘာတွေဖုန်းလိုင်းတွေမရှိတော့လို့ရှိရင်နော်သူတို့ဘာမှလုပ်လို့မရတော့ဘူး
ဟုတ်တယ်နော်အဲကြောင့်မို့မကြခင်အဲ့လိုလုံနိုင်ရင်မကြခင်သူတို့ပြိုကျလိုက်မယ်အဲကြောင့်မို့သူတို့ကြောက်နဲ့နော်ပြည်သူဟန်ဆောင်ပြီးတော့မင်းတို့ဒီလိုလှုပ်လို့စင်ပြည်သူတွေအထိနာမယ်ဘာညာနဲ့ပြည်သူတွေအတွက်ကတော့ဒီထက်ပို့ပြီးတော့အထိနာဆန်အကြောင်းမရှိတော့ဘူးနော်မင်းတို့တတ်သေးကနော်တတ်အပိုင်းဝိုင်းကပဲအေးဆေးစိတ်ပြီးနေပြီနဲ့နေတာပြည်သူတွေဘာအကျိုးများမရှိဘူးနော်ဘာမှမခံစားရဘူးအဲ့ဒီအတွက်ပြည်သူအုပ်ချုပ်ရေးစတင်တီဆောက်ပြီးဆိုတာနဲ့အကောင်းဆုံးအင်တာနက်လွတ်လပ်သောအင်တာနက်စနစ်ကိုအရင်ဦးဆုံးတဆင်ကြမှာဖြစ်တယ်မေလို့မင်းအွန်လိုင်းစစ်တပ်ကအပိုင်းဝိုင်းတဲ့အကောက်ပြိုကြလို့ရှိရင်ကျမတို့အဖစ်အကောက်ပြန်ဆောင်မယ်ဆိုတော့ကျမတို့နိုင်ငံကပညာစာတတ်အများကြီးရှိတယ်ပြည်တို့နော်ပြန်ထူထောင်ရင်ခဏလေးပဲအမေစု9နှစ်သက်တမ်းမှာဒီမိုကရေစီနော်အစ်စ်တောင်မဟုတ်ဘူး85ရာခိုင်နှုန်းနဲ့ပဲ9နှစ်နော်9နှစ်ပဲရှိသေးတယ်ဘယ်လောက်ထိတိုးတက်ခဲ့သလဲကျမတို့ပြည်သူတွေမြင့်ဝါထင်တွေးကြရမှာပါအဲ့ဒီအတွက်နော်အခုတကဘာတနိုင်ငံလုံးမှာလုံမဲ့ဖြတ်လေးဖြတ်အောင်မြင်ရင်မအေလို့မင်းအောင်လိုက်ပြိုကြပြီးပြည်သူတို့ဒါကြောင့်အရိတ်ကိုလိုရင်နေဘူးကစောက်ရဲရလိမ့်မယ်နော်ဒီအတိတ်ပဲကငါတို့အေးချမ်းနဲ့နော်ငြိမ်းချမ်းတဲ့နိုင်ငံလွတ်လပ်ခွင့်ကိုလိုချင်လို့ရှိရင်ကျမတို့တွေ30ရှိနဲ့ရင်ဆိုင်ရဲရမယ်တိုက်ရဲရမယ်နော်အဲ့ဒါအခုနောက်ထပ်နီလန်ထပေးတယ်ပြည်သူတို့ပြည်သူတယောက်ရဲ့ကွန်မင်းမှာဒါပြည်သူတွေကပြန်ပြီးတော့ကွန်မင်းလာတယ်နော်ဖိုင်ဘာကျိုးဆိုတာအဓိကလက်မကြီးတွေရဲ့နော်အဓိကလမ်းမကြီးတွေရဲ့ဝဲသွတ်မဟုတ်ရဘေးတစ်ဖက်စီမှာမြေကြီးထဲတူးပြီးမြုပ်ထားပါတယ်ဟဲ့ယောပြည်သူတွေကလည်းစီးလုံးညညွတ်တယ်နော်ဟိုဘာလဲဘယ်နေရာမှာရှိလဲဆိုတာကိုသတင်းအတိအကျပေးလာတယ်ပြည်သူတို့ဒါပြည်သူတွေရဲ့စီးလုံးမှုပဲနော်လမ်းမဘေးတစ်ဖက်တစ်ချက်စီမှာနော်မြေကြီးထဲတူးပြီးမြုပ်ထားပါတယ်လမ်းမကြီးနဲ့ပေ20လောက်မှရှိတတ်ပါတယ်မြေကြီးအနက်3ပေ4ပေအနက်လောက်ပဲတူးပြီးမြုပ်ထားပါတယ်တဲ့သူ့အပေါ်မှာအန်ဒီရရှိတဲ့ဘိုးအားဘယ်လောက်ပါညာဆိုပြီးတော့တွေ့ဘူးတယ်နော်ဘိုးအားဘယ်လောက်အန်ဒီရရှိတဲ့အနာမကရဘိုးအားဘယ်လောက်ဆိုပြီးတော့လေနော်ဒါမဲ့ကေဘယ်ကျိုးတော့ဖိုင်ဘာကျိုးတော့ဆိုရင်ဘိုးအားမရှိဘူးပြည်သူတို့သူတို့ကပြည်သူတွေကန့်လို့မရအောင်ချိန်ချောင်းနေတာအဲ့ဒီအတွက်နော်ဘေးပဝန်းကျင်တစ်ဖက်စီမှာမြေကြီးတူပြီးမြုပ်ထားပါတယ်မြေကြီးအနက်3ပေ4ပေအနက်လောက်ပဲတူပြီးမြုပ်ထားတယ်သူ့အပေါ်မှာအန်ဒီရရှိတဲ့ဘိုးအပယ်လောက်ဘာညာဆိုပြီးတော့ဆိုင်းဘုတ်လေးတွေစိုက်ထားပါတယ်ဘာလဲစစ်ဓာတ်လိုင်းမဟုတ်ပါဘူးတဲ့ဒါပြည်တွင်းတွေကပြည်သူတွေကပြန်ပြီးတော့မန်းလာတယ်ပြည်သူတို့ညီညွတ်လိုက်တဲ့ကျမတို့ရဲ့ပြည်သူတွေနော်စိတ်ချလက်ချတူးလို့ရပါတယ်တဲ့ကျိုးလုံးအမဲလေးကိုမြင်တာနဲ့ပေါက်တူနဲ့ပေါက်ချလိုက်နော်ပြည်သူတွေဘလောက်အထိသူတို့တွေဘလောက်အထိနိုင်ချင်တယ်လဲဆိုတာအဲ့ဒါပဲကြည့်လိုက်နော်ပေါက်တူးမပါရင်လဲဖိုင်ဘာကျိုးကိုကျိုးသွားအောင်ခောက်ချလိုက်ရင်โอเคပါပြီတဲ့ငါပေါ့ကိုဆက်လာငါဖြစ်နော်ဒါကပြည်တော်စုလမ်းမကြီးတွေရဲ့ဘေးမှာမြေကြီးပဲမြုပ်ထားတာမြစ်ကူးချောင်းကူးတရားတွေမှာဆိုရင်ကြည့်ရတာဒီလူကတော့ကြည့်ရတာသူကဒီအသိတွေကပြောမှဆိုရင်ဒီကျိုးနဲ့ပတ်သက်ပြီးတော့နော်ဒီအရာရှိတွေကပဲဖြစ်ပါလိမ့်မယ်ဖရဲသီးပေါ့ပြောရမယ်ဆိုရင်နော်ဘေးမှာမြေကြီးထဲမြုပ်ထားတဲ့မြစ်ကူးချောင်းကူးတရားတွေမှာဆိုရင်တရားဘေးပဲအောက်ခြေမှာရှိတတ်ပါတယ် MPT fiber ကျိုးနဲ့ MEC fiber ကျိုးဆိုပြီးနှမျိုးရှိပါတယ်စစ်တပ်ပေါ်တာက MEC fiber ကျိုးတဲ့ဟာတည်အတိအကျပဲပေးထားတယ်ပြည်သူတို့ဟုတ်တယ်နော်ပြည်တင်းရင်တင်းမင်းမခံနိုင်ဘူးအဲ့ဒါကြောင့်မို့ပြည်သူတွေတကယ်စော်မှာပြည်သူတွေတကယ်ကိုဖြတ်လေးဖြတ်လုံးမှာစောက်ကြည့်လိုက်အခုမမ်းမှာပေးတာပြီးသူတို့ဒီလောက်သိနေမှာတော့နော်
အဲ့ဒီနေကြရင်သူတို့ဘယ်လိုလှုပ်လာမလဲဒါမှမဟုတ်သူတို့စမ်းပြီးတော့နော်လေ့ကျင့်မှာလား